မင်္ဂလာပါဒီဆယ် Insights Channel ကနေပြန်လည်ကြိုဆိုပါရစေဘုဟုတုတရှာဖွေလို့တော့လဲစာအုပ်ထူကြီးတွေကိုဖတ်ဖို့အချိန်မပေးနိုင်တဲ့သူတွေအတွက်ကျမတို့ channel ကအကောင်းဆုံးအဖို့မွန်ဖြစ်မှာပါကျမတို့ရဲ့ channel လေးမှာကဘာကျော်စာအုပ်ကောင်းတွေရဲ့အနှစ်ချုပ်တွေလက်တွေ့အတုံချနိုင်မဲ့အဓိကအတွေးခေါ်တွေကိုနောက်ထိုင်ရလွယ်ကူအောင် audio book review များအဖြစ်အပတ်စဉ်တင်ဆက်ပေးသွားမှာဖြစ်လို့ဘဟုတုတရှာဖွေလို့သူတိုင်းမိမိကိုယ်ကိုပုံမတူတတ်အောင်ကြိုးစားနေသူတိုင်း subscribe လုပ်ထားဖို့ဖိတ်ခေါ်ပါတယ်ရှင်ကျမတို့ပတ်ဝန်းကျင်မှာရှိတဲ့လုပ်ငန်းခွင်တွေကိုပဲကြည့်ကြည့်ဒါမှမဟုတ်ကဘာပေါ်ကနာမည်ကြီး brand တွေကိုပဲကြည့်ကြည့်တချို့ကြတော့လဲဘာလို့အောင်မြင်နေကြပြီးတချို့ကြတော့လဲဘလောက်ပဲစူးစမ်းရုန်းကန်နေရတော့မယ်တတိထားမိကြလားအရေးချင်းလဲတူတဲ့ငွေချေးအင်အားလည်းမကွာဘူးဒါပေမဲ့ဘာလို့ရလက်တွေကကောင်းကင်နဲ့မြေကြီးလို့ကွာခြားနေရတာလဲဒီကနေ့မှာတော့အဲ့ဒီမိကွန်းတွေရဲ့အဖြေကိုရိုးရိုးလေးမဟုတ်ပဲကဘာတဝမ်းမှာလူတန်းပေါင်းများစွာရဲ့အတွေးခေါ်ကိုပြောင်းလဲပစ်ခဲ့တဲ့ကျန်းကိုစာအုပ်ကြီးတအုပ်နဲ့ရှင်းပြပေးသွားပါမယ်အဲ့ဒီစာအုပ်ကတော့ Simon Sinek ရေးသားတဲ့ Start with Why ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်ဟာဆိုရင်တာမန်စီးပွားရေးစာအုပ်တော့မဟုတ်ပါဘူးလူတွေရဲ့စိတ်ပညာအုံနောက်ရဲ့အလုပ်လုပ်ပုံနဲ့ခေါင်းဆောင်မှုအမှုပညာတွေကိုအောက်ခြေကနေစနစ်တကျမွေနောက်ပြီးတော့ပြထားတာပါထုံးစံတိုင်းကျမတို့ဒီစာအုပ်ကိုအပိုင်း၃ပိုင်းခွဲပြီးပြပြပေးသွားမှာဖြစ်လို့ဒီနေ့ရဲ့ပထမဆုံးအပိုင်းကိုအစဆုံးအာရုံစိုက်ပြီးနားထောင်ပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်ပထမဆုံးအနေနဲ့ဒီလိုအကြံဉာဏ်ကောင်းတွေပေးခဲ့တဲ့စာရေးဆရာ Simon Sinek အကြောင်းကိုအနည်းငယ်တည်ထားဖို့တော့လိုပါမယ်သူက British American လူမျိုးစာရေးဆရာတစ်ယောက်ဖြစ်တယ်လို့ motivational speaker တူလည်းဖြစ်ပါတယ်စာရီမရေးခင်တော့ကတော့ကြော်ညာလောကထဲမှာနှစ်ပေါင်းများစွာအလုပ်လုပ်ကင်ခဲ့သူပါအခြားသူတွေအတွက် brand တိဆောက်တာတွေဖြူဟာဆွဲပေးတာတွေလုပ်ပါတယ်ဒါပေမဲ့ဘဝရဲ့တစ်ချိန်မှာသူကိုယ်တိုင်အလုပ်ပေါ်မှာစိတ်တက်ကြလာပြီးငါဘာလို့ဒါတွေလုပ်နေရတာလဲဆိုတော့စိတ်ဓာတ်ရလေးခံစားခဲ့ရပါတယ်တဲ့အဲ့ဒီလိုမိမိကိုယ်ပြန်လဲမေးခွန်းထုတ်ရင်းနဲ့ရှာဖွေတွေ့ရှိထားတဲ့လျှို့ဝှက်ချက်တွေကိုစုစည်းပြီးတော့2009ခုနှစ်မှာဒီ Start with Why ဆိုတဲ့စာအုပ်ကိုထုတ်ဝေခဲ့ပါတယ်ဒီစာအုပ်ထွက်လာတဲ့အခါမှာကမ္ဘာဈေးကွက် global market မှာဘယ်လောက်ထိကြရိုက်သွားလဲဆိုရင် New York Times bestseller စီးမှာလာနဲ့ချီပြီးရပ်တည်နိုင်ခဲ့တယ်သူရဲ့ဒီအယူအဆကိုတင်ဆက်ထားတဲ့ Tech Talk ဗီဒီယိုဟာလည်းကြည့်ရှုသူလူတန်းပေါင်း60ကျော်သွားတယ်။တမိုင်းတလျှောက်တတိယမြောက်ကြည့်ရှုသူအများဆုံး Tech Talk အဖြစ်မှတ်တမ်းတင်ခဲ့တယ်။ကမ္ဘာထိပ်သီးစီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ Intel တို့ Microsoft တို့ Disney တို့ကအစ American စစ်တပ်အစိုးရအဖွဲ့အစည်းတွေအထိသူတို့ရဲ့အဖွဲ့အစည်းတွေကိုပြန်လည်တည်ဆောက်ဖို့အတွက် Simon ရဲ့ဒီ why theory ကိုမဖြစ်မနေအသုံးပြုခဲ့ကြရတယ်လို့လည်းသိရပါတယ်။ဘယ်လိုလဲတကယ်ချင်းတို့အချိန်ပေးပြီးနားထောင်ဖို့တန်တဲ့စာအုပ်တော့မလား။ဒီကနေ့ပထမပိုင်းအတွက်ဆွေးနွေးပြီးတော့မှာတော့အခုခေတ်ကဘာကြီးမှာလူတွေကရလက်ကောင်းတွေရအောင်စူးစမ်းနေတဲ့နေရာမှာဘာတွေမာယွင်းစွာလုပ်မိနေတတ်ကြလဲ။ The Golden Cycle Theory နဲ့အဲ့ဒီ theory ကိုလက်တွေ့အသုံးချပုံဆိုတာတွေကိုပြောပြပြီးတော့မှဖြစ်ပါတယ်။ပထမဆုံးအမှားကတော့ assume you know သိတယ်လို့မာယွင်းစွာကိုယူဆမိနေခြင်းမှာ Simon ကဥပမာတစ်ခုနဲ့စထားပါတယ်။ American ကားကုမ္ပဏီကြီးတွေရဲ့စက်ရုံတွေမှာတဲ့အလုပ်သမားတွေဟာကားတကားတွေကိုတက်ဆင်တဲ့အခါတကားကွက်တိဖြစ်မဖြစ်သိရအောင်ကားတကားပေါင်ကိုရာဘာတူကြီးတွေနဲ့ထုရိုက်ပြီးတော့ညှိယူတတ်ကြတယ်တဲ့။ဒါဟာသူတို့ရဲ့လှုပ်ရိုးလှုပ်စင် process တစ်ခုပေါ့။ဒါပေမဲ့ဂျပန်နိုင်ငံကကားစက်ရုံတွေကတော့သူနဲ့ထုရိုက်ပြီးတော့မှညှိမနေကြပါဘူး။ American engineer တွေကအံ့ဩပြီးမင်းတို့ကားတကားတွေကွက်တိဖြစ်အောင်ဘလို့တူနဲ့ရိုက်ညှိကြလဲလို့မေးတော့ဂျပန် engineer တွေကတူနဲ့ရိုက်ညှိစရာမလိုအောင်အစကတည်းက blueprint ဆွဲထားတာကွက်တိဖြစ်အောင်ဒီဇိုင်းထုတ်ထားတာလို့ပြန်ပြောတယ်တဲ့ဒီနေရာမှာဘာကိုမီးမောင်းထုတ်ပြချင်တာလဲဆိုရင်အလုပ်တစ်ခုလုပ်တဲ့အခါမှာရလက်ထွက်လာပြီးမှအနောက်ကနေလိုက်ပြန်ပြင်နေရတာဟာတူနဲ့ထုနေတာနဲ့တူပါတယ်တဲ့အဲ့လိုဖြစ်ရခြင်းဟာ assumptions ခေါ်တဲ့အယူဆတွေကအစိုးရတွေကမားနေလို့ဘလောက်ပဲကြိုးစားရလက်ကတော့ကမောက်ကမပဲဖြစ်နေအောင်မှာပါလို့ဆိုလိုတာပါWe make decisions based on what we think we know ကျမတို့ဟာကိုသိတယ်လို့ထင်မှတ်ထားတဲ့အယူဆတွေပေါ်မှာပဲအခြေခံပြီးဆုံးဖြတ်ချက်တွေချပါတယ်တဲ့တကယ်ချင်းတို့ပတ်ဝန်းကျင်ကိုပဲကြည့်ပါကျမရောတငယ်ချင်းရောအပါဝင်ပေါ့လာစားကောင်းတယ်ဝင်ငွေကောင်းတယ်ခစ်စားနေတယ်ဆိုတော့အရွှမျိုးနိုးတွေကိုပဲကြည့်ပြီးတော့ဘာကြောင့်လုပ်ရတယ်ဆိုတော့ကိုယ်ပိုင်အခြေခံအုတ်မြစ် why ဆိုတဲ့အကြောင်းအရာမပါဘဲနဲ့စွတ်လုပ်တဲ့အခါမှာလအနှဲငယ်အတွင်းမှာပဲ burn out ဖြစ်ပြီးတော့လမ်းပြောက်ကုန်ကြရော
ဂျပန်တွေကဒီဇိုင်းဆွဲကလေးကစနစ်တကျတွေးတယ်လို့မျိုးကိုဘဝအတွက် blueprint ကိုစဆွဲကလေးကခေတ်ရည်စီချောင်းနောက်လိုက်တာထက်ကိုရဲ့ why ကိုအရင်ဆုံးမေးခွန်းထုတ်ဖို့လိုအပ်ကြောင်းဆမ်မန်ကထောက်ပြထားတာပါဆမ်မန်ကအခုခေတ်ဈေးကွက်ထဲမှာစီးပွားရေးလုပ်ငန်းရှင်တွေအသုံးအများဆုံးစနစ်တစ်ခုကိုဖွင့်ချထားပါတယ်အဲ့ဒါကတော့ carrots and sticks ဆိုတဲ့စနစ်ပါလွယ်ပြောရရင်လူတွေကိုကိုယ်စီလာစေခြင်းရင်စုပေးခြင်းနဲ့ချိန်ချောက်ခြင်း carrots and sticks ဈေးကွက်ထဲမှာလူတွေကိုဆွဲဆောင်မှုနီလန်းနှစ်ခုပဲရှိပါတယ်တစ်ခုကတော့ manipulation လို့ခေါ်တဲ့လက်စားဆွဲဆောင်ခြင်းနဲ့နောက်တစ်ခုက inspiration ဆိုတဲ့စိတ်ဓာတ်ခွန်အားပေးပြီးဆွဲဆောင်ခြင်းဖြစ်ပါတယ်အခုခေတ်လူတော်တော်များများကတော့ manipulation ကိုပဲအသုံးများကြတယ်ဥပမာပေးရမယ်ဆိုရင် price drop ဈေးလျှော့လိုက်ရင်လူတွေလာဝယ်ကြလိမ့်မယ်ဆိုတာမျိုးနောက်တစ်ခုက promotion buy one get one ပေးရင်လာကြလိမ့်မယ်ဆိုတာမျိုးနောက်တစ်ခုက fear ဒီ skin care ကိုမသုံးရင်နင့်မျက်နှာအိုစားသွားလိမ့်မယ်ဆိုပြီးတော့ကြောက်အောင်လုပ်တာမျိုးနောက်ဆုံးတစ်ခုက peer pressure လူတိုင်းသုံးနေကြတာနင်မသုံးရင်ခင်းနောက်ကျကြက်ငဲမယ်ဆိုပြီးတော့တိုက်တွန်းတာမျိုးပါစာရေးသူထောက်ပြတာကတော့ဒီစုပေးခြင်းနဲ့ချင်းချောက်ခြင်းကိုသုံးပြီးတော့လူတွေကိုလက်စားဆွဲဆောင်တာတွေဟာခဏတာပဲအလုပ်လုပ်ပါတယ်တဲ့ဒါဟာစိတ်ကြစေကြွေးထားတယ်လို့ပဲဆေးရှိန်ရှိရင်တက်ကြွပြီးတော့ဆေးရှိန်ကုန်ရင်ပြန်ကြသွားရောတဲ့ Manipulations move transitions but they don't express loyalty ဒီနီလန်းတွေဟာရောင်းအားတက်အောင် transition တော့လုပ်ပေးနိုင်ပေမဲ့ဝယ်ယူသူရဲ့တစ္ဆာရှိမှု loyalty ကိုတော့ဘယ်တော့မှမရနိုင်ပါဘူးတဲ့လေရေရှည်မှာအောင်မြင်ဖို့ဆိုရင် inspiration စိတ်ဓာတ်ခွန်အားပေးခြင်းနဲ့ပဲသွားရမယ်အဲ့ဒီ inspiration ရဲ့မြစ်ဖျားခံရတော့ why မယ်အခုလက်ရှိစီးပွားရေးလုပ်ငန်းတွေလည်းဒီလိုပဲလေ discount ချမယ်မဲဖောက်ပေးမယ်ဆိုတော့မုံလာဦးနီ carrots တွေကိုပဲတရဇက်သုံးနေကြတာတွေ့ရလိမ့်မယ်ရလကဘာဖြစ်လဲ customer ကအဲ့ဒီ promotion ရှိတဲ့ရက်ကိုပဲဝယ်ပြီးတော့နောက်ရက် promotion မရှိတော့ရင်အခြားဈေးလျှော့တဲ့ဆိုင်စီပဲသွားမှာပေါ့ဝန်ထမ်းခန့်တဲ့နေရာမှာလည်းထိုနည်း၎င်းပဲလစာတိုးပေးမယ်ဆိုတာထက်ပိုတဲ့ယုံကြည်ချက်ခံယူချက်ဝိုင်းကိုမပြနိုင်ရင်ဝိုင်းတူတဲ့ဝန်ထမ်းတွေတူရစုမထားနိုင်ရင်ဝန်ထမ်းတွေကလစာနည်းနည်းပိုပေးတဲ့ကုမ္ပဏီတွေ့တာနဲ့ချက်ချင်းခုန်ကူးသွားကြမှာပဲဒါကြောင့် loyalty ရဖို့ inspiration လိုတယ် inspiration ရဖို့ဝိုင်းကိုသိနေမှရမယ်ဆိုင်မန်ပြောချင်တာပါပဲနောက်တစ်ချက်ကတော့စာအုပ်ရဲ့အနှစ်ချုပ် theory ဖြစ်တဲ့ the golden cycle ရွှေရောင်အဝိုင်းအကြောင်းကိုချပြထားတာပါဒီအဝိုင်းမှာအလွှာ၃လွှာရှိတယ်အပြင်ဆုံးအလွှာကဘာလဲဆိုတဲ့ what အလယ်ကအလွှာကဘယ်လိုလဲဆိုတဲ့ how နောက်ပြီးအလယ်ဘဟိုအချက်ချနေရကဘာကြောင့်လဲဆိုတဲ့ why တို့ပဲဖြစ်ပါတယ်အပြင်ဆုံးအလွှာကဘာလဲဆိုတဲ့ what ဆိုတာကလုပ်ငန်းတစ်ခုလုပ်ရင် service or product ဘာပစ္စည်းထုတ်မလဲ service ပေးမလား product ထုတ်မလားဒါကိုလူတိုင်းစဉ်းစားတတ်တယ်အလေကအလွှာကဘယ်လိုလဲဆိုတဲ့ how ကြတော့ကိုယ့်ပစ္စည်းကိုသူတစ်ပါးထက်တာအောင်ဘယ်လိုထူးခြားတဲ့နည်းပညာဘယ်လို unit selling point အနေနဲ့ရောင်းမလဲဒါကြလူတချို့ပဲစဉ်းစားရကြတော့တယ်နောက်ဆုံးအလေဘဟိုအချက်ချနေရကဘာကြောင့်လဲဆိုတဲ့ why သူကြတော့ကိုဘာကြောင့်ဒီအလုပ်ကိုလုပ်နေတာလဲကိုရဲ့ရည်ရွယ်ချက်ယုံကြည်ချက်အန်တီမပန်းတိုင်ကဘာလဲဆိုတဲ့အချက်ဒါကိုကြတော့လူအနှဲငယ်လောက်ပဲစဉ်းစားရကြတော့တယ်တဲ့ကဘာပေါ်ကတမန်လူတွေနဲ့ brand တော်များများကအပြင်ကနေအတွင်းကိုစဉ်းစားပြီးတော့စကားပြောကြတယ် what ကနေ how ကနေ why ဆိုပြီးတော့မှာပေါ့ဒါပေမဲ့အောင်မြင်တဲ့ brand တွေကြတော့အတွင်းကနေအပြင်ကိုစဉ်းစားကြတယ်တဲ့ why ကိုစစဉ်းစားတယ်ပြီးရင် how ပြီးရင် what ဆိုတာမျိုးပေါ့ဥပမာ Apple ရဲ့ပုံစံကိုကြည့်ပါလက်ရှိဖြစ်ပျက်နေတဲ့စနစ်ဟောင်းတွေကိုစိန်ခေါ်ပြီးမတူကွဲပြားအောင်တွေးလိုက်တာက why သုံးရလွယ်ကူပြီးဒီဇိုင်းလာပါတဲ့ဖုန်းတွေကွန်ပျူတာတွေကိုအကောင်းဆုံးဖန်တီးတာက how အဲ့ဒီလိုနဲ့ထုတ်ကုန်တွေထွက်လာတာက what ပါ People don't buy what you do they buy why you do it လူတွေကနင်ဘာလုပ်လဲဆိုတာကိုဝယ်ကြတာမဟုတ်ဘူးနင်ဘာကြောင့်လုပ်လဲဆိုတဲ့ယုံကြည်ချက်ကိုပဲဝယ်ကြတာပါတဲ့အခုခေတ်မှာလဲ coffee ဆိုင်တွေမိုးလို့ပေါက်လာကြတယ်တမန်ဆိုင်တွေကကျမတို့ဆိုင်မှာ coffee ကောင်းကောင်းရောင်းပါတယ်ဆိုတဲ့ what ဆိုင်အပြင်စင်လှလေးလှုပ်ထားပါတယ်ဆိုတဲ့ how ဒါမျိုးကဆိုင်တိုင်းလုံးနေကြတာလူတိုင်းတွေးတတ်တယ်ဒါပေမဲ့ why ဆိုတဲ့အချက်လေးတာထည့်ဖြည့်လိုက်မယ်ဆိုရင်တော့ပိုပြည့်စုံသွားလိမ့်မယ်ဥပမာ
data ထွက် coffee စိတ်ကိုပဲအားပေးပြီး coffee စိတ်တောင်သူတွေကိုပံ့ပိုးပေးမယ်ဆိုတဲ့ယုံကြည်ချက်နဲ့စတင်လိုက်တဲ့ဆိုင်မျိုးလို့ပေါ့လာအားပေးမဲ့ customer တွေဘက်ကလည်းဈေးကြီးပေးရပေမဲ့ coffee what ကိုတောက်ချင်ရုံနဲ့မဟုတ်ဘဲအဲ့ဒီဆိုင်ရဲ့ data ကန်တွေကိုကူညီချင်တဲ့ရည်ရွယ်ချက် why ကိုပါပူးပေါင်းပြီးတော့မှအားပေးချင်ကြလို့လာကြမှာပါရေရှည်လုံနိုင်ဖို့တော့လိုပါတယ်ရေရှည်အတွက် inspiration လိုတယ်inspiration ရဖို့အချုပ်ဖြစ်တဲ့ဘာကြောင့်စတင်ခဲ့တာလဲ why ဆိုတဲ့ပတ်စံဆိုတဲ့အရာထက်သာလွန်တဲ့ဒီအကြောင်းအရာကိုသိနေမှရပါမယ် Simon က The Golden Cycle Theory ဆိုတာစိတ်ကူးရင်ထင်မြင်ချက်သက်မဟုတ်ဘဲနဲ့အုံနောက်ရဲ့တိဆောက်ပုံအမှန်တရားလို့လည်းဆိုထားပါသေးတယ်လူအုံနောက်ကိုကန့်လန့်ဖြတ်ကြည့်လိုက်ရင်ရွှေစင်အဝိုင်းနဲ့ထပ်တူညီတာတွေ့ရလိမ့်မယ်တဲ့အုံနောက်မှာလည်းအုံနောက်အပြင်လွာ neocortex နဲ့အုံနောက်အတွင်းလွာ limbic brain ဆိုပြီးတော့နှမျိုးခွဲလို့ရတယ် neocortex အုံနောက်အပြင်လွာကရွှေရောင်အဝိုင်းရဲ့ what ဘာလဲဆိုတဲ့အလွာနဲ့တူတယ်သူကအချက်အလက်တွေကိန်းဂဏန်းတွေစင်ကျင်တုံတရားတွေနဲ့ဘာသာစကားတွေကိုနားလည်တဲ့အစိတ်ပိုင်းဖြစ်ပါတယ် limbic brain အုံနောက်အတွင်းလွာကြတော့ရွှေစင်အဝိုင်းရဲ့ how နဲ့ why ဘယ်လိုလဲဘာကြောင့်လဲဆိုတဲ့အလွာတွေနဲ့တူတယ်သူကလူတွေရဲ့စိတ်ခံစားမှုတွေယုံကြည်မှုတွေနဲ့တစ္ဆာရှိမှုတွေကိုထိန်းချုပ်တယ်အရေးကြီးဆုံးကလူတွေရဲ့ဆုံးဖြတ်ချက်ချတဲ့အပိုင်းကိုဒီ limbic brain ကပဲလုပ်တာဒါပေမဲ့သူကဘာသာစကားကြတော့နားမလည်နိုင်ဘူးဒါကြောင့်တကယ်ချင်းတို့လုပ်ငန်းလုပ်တဲ့အခါလူတွေကိုအချက်လက်တွေကိန်းဂဏန်းတွေကြီးပဲသွားပြောနေရင်သူတို့ရဲ့ neocortex အုံနောက်အပြင်လွာပဲနားလည်နိုင်ပြီးဆုံးဖြတ်ချက်ချတဲ့ limbic brain ကိုမလောက်ခတ်နိုင်တဲ့အတွက်ဝေသူကအချက်လက်အရမှန်တော့လဲဘာလို့လဲမသိဘူးမဝေချင်နေဘူးစသဖြင့်ပေါ့ဖြစ်တတ်တယ်When you start with why, you are speaking directly to the part of the brain that controls behavior. ဘာကြောင့်လဲဆိုတော့ why နဲ့စကားပြောတဲ့အခါလူတွေရဲ့အပြုအမူကိုထိန်းချုပ်တဲ့အုံနောက်ရဲ့အစိတ်ပိုင်းစီကိုတဲ့ရောက်သွားတာဖြစ်ပါတယ်တဲ့။တကယ်လို့တကယ်ချင်းက why ဆိုတဲ့ယုံကြည်မှုကိုအရင်တိဆောက်ထားမယ်ဆိုရင်ဝေသူတွေရဲ့ limbic brain ဆုံးဖြတ်ချက်ချတဲ့အပိုင်းကိုချက်ချင်းတန်းရောက်သွားမှာပါ။ပြီးမှ neocortex ကငါဝယ်လိုက်တာအချက်အလက်တွေအရာမှန်ပါတယ်ဆိုပြီးတော့စင်ကြေလိုက်ရှာပါလိမ့်မယ်။လက်ရှိမြန်မာနိုင်ငံမှာပရာဟိတလုပ်ငန်းတွေအလူအတန်းတွေလုပ်ရင်လူတွေဘာကြောင့်ဝိုင်းဝန်းပြီးတော့အင်တိုက်အားတိုက်ပါဝင်ကြလဲဆိုတာစဉ်းစားကြည့်ကြည့်ပါ။ကိန်းဂဏန်းတွေအချက်အလက်တွေအရာတွေးရင်ကို့မှာရှိတဲ့ပတ်စံကိုသူများကိုပေးလိုက်ရင်ရှုံးတာပဲပေါ့။ဒါပေမဲ့မြန်မာလူမျိုးတွေရဲ့စိတ်ထဲမှာတော့ဒုက္ခရောက်နေတဲ့သူကိုကူညီရမယ်ဒါဟာငါတို့ရဲ့စာနာမှုယုံကြည်ချက်ဖြစ်တယ်ဆိုတဲ့ခံစားချက် limbic brain ကိုတွားပြီးတော့ထိတဲ့အခါမှာဘယ်သူမှလာပြီးစီယုံစရာမလိုဘဲနဲ့အားတက်တရောဆုံးဖြတ်ချက်ချပြီးတော့လူရန်ကြတယ်စင်ကျင်တုံတရားထက်စိတ်ခံစားမှုယုံကြည်မှုဝိုင်းကလူတွေရဲ့လှုပ်ဆောင်ချက်ကိုပို့ပြီးတော့မောင်းနှင်ပေးနိုင်တယ်ဆိုတာကိုဒီဖြစ်ရက်ကတက်တည်ပြနေတာပါဟုတ်ကဲ့ပါဒီနေ့ဆွေးနွေးသွားတဲ့အကြောင်းအရာလေးတွေကိုပြန်ကြည့်ကြရအောင်နော်လုပ်ငန်းတစ်ခုစရမယ်ဆိုရင် assume you know ကိုသိတယ်လို့ထင်မှတ်ထားတဲ့အယူအဆတွေပေါ်မှာပဲအခြေခံပြီးဆုံးဖြတ်ချက်တွေချတတ်ကြလို့သတိထားရမယ်ဆိုတဲ့အကြောင်းစုပေးခြင်းနဲ့ချင်းချောက်ခြင်း carrot and stick ပေးပြီးတော့ manipulation ဆိုတဲ့လဲစားဆွဲဆောင်ခြင်းကစေးပေးထားတယ်လို့ပဲအရှိန်ကုန်ရင်ပြန်ကြလိမ့်မယ်ရေရှည်မှာအောင်မြင်ဖို့ဆိုရင် inspiration ဆိုတဲ့စိတ်သက်ခွန်အားပေးခြင်းနဲ့ပဲသွားရမယ်ဆိုတဲ့အကြောင်းနောက်တစ်ချက်ကစာအုပ်ရဲ့အနှစ်ချုပ်ဖြစ်တဲ့ The Golden Cycle ရဲ့အလွာ၃လွာအကြောင်းအပြင်ကနေအတွင်းကိုမစင်စားဘဲနဲ့အတွင်းကနေအပြင် why to how to what ကိုစင်စားရမယ့်အကြောင်းတွေပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုသဘောကျရင် like and subscribe လေးလုပ်ထားပေးပါဦးနော်ဒုတိယအပိုင်းမှာလည်း The Golden Cycle ကိုဘယ်လိုအသက်သွင်းမလဲ why ကိုအခြေခံပြီးလူတွေရဲ့ loyalty ကိုဘယ်လိုတည်ဆောက်ကြမလဲဆိုတဲ့အကြောင်းအရာတွေကိုဆွေးနွေးသွားမှာဖြစ်ပါတယ်ဒါကြောင့်ဒုတိယပိုင်းမှာလည်းဆက်ပြန်တွေ့ကြရအောင်နော်ဒီပညာများတို့ဝါကြပါစေ See you soon bye bye